ရှင်တနေ့တနေ့ပြင်မဲ့သွားနေတော့မှာလားနေ့နေ့ပါအိမ်မှာလည်းနေပါဦးမပြောနေရမကြောက်လားဘာဖြစ်နေလဲအိမ်မလေးငါမလုပ်ဟာနေ့နေ့ပါမိမဝိုင်းလို့ပေးပေါ့တနေ့နေ့ပြင်မဲ့သွားနေရပဲအရင်ကတောက်ရတယ်မပါဘူးငါဒီမှာငါထွင်ကြီးစင်းရတယ်လေငါတော့ငါလုပ်တာလေငါဘာတဲ့အိမ်ကိုလုပ်တော့အဲ့ဘာရေးပါလို့လဲပြောဟာဘယ်နဲ့ရေးပါငါလည်းဟုတ်တယ်ငါထွင်ကြီးစင်းဘာစင်းရမှာလဲအေးဘာလုပ်ပြရမလဲနေ့နေ့ပါအိမ်မှာဝိုင်းပြီးတော့ဟာအိမ်ကိုမိမပြောလို့လေဘာအိမ်လို့ရှောက်လို့ခိုင်းရဟာဝိုင်းလာရောက်နေရှင်နေ့နေ့ပါဝိုင်းတော့အရင်မပါဘူးဟာကြမင်းလက်ပါတော့အိမ်မလားဒီနေ့အိမ်မှာနေမျက်နှာငယ်နေလို့တော့မဖြစ်ဘူးအကြံထုတ်အောင်ပါဒါလေးတောက်ကြည့်လိုက်ပါလား